အားလုံးပဲမင်္ဂလာပါပိုင်းတုံရဲ့ function ကိုလေ့လာကြည့်မယ် function ဖန်တီးမယ်ဆိုရင် def that say function နာမည်ပေးတဲ့ say hi ကိုကြိုက်တယ်လို့ကိုပေးလို့ရတယ် enter ဆင်းတယ်ဒီ cursor ကဒီနေရာရှိနေမှာရေးလိုက်တဲ့ကုတ်က function ရဲ့ကုတ်ဖြစ်မှာ cursor ကဒီအစစ်မှာရှိနေရင်ကုတ်ရေးလိုက်မယ်ဆိုရင် function ရဲ့ကုတ်မဟုတ်တော့ဘူးဒါ cursor ကဒီနေရာထားလိုက်မယ်ဒီမှာကုတ်ရေးလိုက်မယ် print ဒီလိုရေးလိုက်မယ် my name is save ပြီးတော့ run လိုက်တယ်ဘာမှသူထွက်မလာဘူးဘာမှမထွက်လာဘူးဆိုတာ function ကိုမခေါ်ရသေးလို့ function ကိုခေါ်လိုက်မယ် say hi save run ဒီမှာ function ထွက်လာပြီ function ကိုနှစ်ခေါက်ခေါ်ကြည့်မယ် say hi နှစ်ခေါက်ခေါ်ရင်သူနှစ်ခေါက်အလုပ်လုပ်တယ်ကျွန်တော်နောက်တစ်ခေါက်ထပ်ခေါ်လိုက်မယ်၃ခေါက်ပေါ့ say hi ၃ခေါက်ခေါ်ရင်၃ခေါက်အလုပ်လုပ်တယ် function ထဲမှာတန်ဖိုးဖြတ်လို့ရတယ်ကျွန်တော်ဒီတန်ဖိုးဖြတ်လိုက်မယ်ကျွန်တော်ဒီတန်ဖိုးဖြတ်လိုက်မယ်ဒါကိုပါရာမီတာလို့ခေါ်တယ်တန်ဖိုးဖြတ်ရင်ဒီမှာတန်ဖိုးဖြတ်တဲ့နေရာတစ်ခုဖန်တီးရတယ် name ဖြတ်တဲ့နေရာကို name လို့ဖန်တီးလိုက်တယ်ဒီနေရာကိုတန်ဖိုးပေးဒီစာကိုကျွန်တော်ဖြတ်လိုက်တယ်ဖြတ်ပြီးတော့အပေါင်း name ရလာတဲ့တန်ဖိုးကိုဒီမှာလာအစားထိုးမယ် name နေရာမှာလာပြမယ်ဒီတန်ဖိုးကထဲသွားမယ်ဒီမှာလာဖြတ်မယ်ဒီမှာလာပြမယ်အောက်မှာလည်းခြားတန်ဖိုးတစ်ခုထည့်လိုက်မယ်တန်ဖိုးနှစ်ခုထည့်လိုက်တယ်ဒီမှာဒီလိုထွက်လာတယ်ကဏ္ဍတန်ဖိုးလည်းဖြတ်လို့ရတယ်ကဏ္ဍတန်ဖိုးက22ရေးလိုက်မယ်ဒီအောက်မှာလည်း30ရေးလိုက်မယ်ဒီကဏ္ဍတန်ဖိုးဖြတ်တဲ့နေရာကိုဒီမှာရေးထားလိုက်မယ်ကဏ္ဍတန်ဖိုးကဒီကနေသူဖြတ်ဝင်လာမယ်ပြီးတော့ဒီမှာသူလာပြမယ်ကဏ္ဍတန်ဖိုးကဒီကနေသူဖြတ်ဝင်လာမယ်ဒီမှာသူလာပြမယ် say run အမှားပြတယ်ကဏ္ဍနဲ့စာသားနဲ့ဆက်လို့မရဘူးဒီမှာကဏ္ဍတန်ဖိုးကိုစာသားပြောင်းရတယ် say run ဒီမှာသူထောက်ပေးပြီprint function ကိုမတောင်းပဲ return နဲ့တောင်းလို့ရတယ် return ကပြန်ပေးတာ return ကပြန်ပေးတာဒီ function ခေါ်ရင်ဒီစာကိုပြန်ပေးမယ်ဒီ function ခေါ်ရင်ဒီစာကိုသူပြန်ပေးတယ် message run ဘာမှအဖြေမထွက်လာဘူးသူပြန်ပေးတဲ့စာကိုဒီမှာ string 1မှာတိုက်လိုက်မယ် string 1မှာတိုက်လိုက်မယ်နောက်တစ်ကြောင်းမှာလည်း string 2 variable မှာတိုက်လိုက်တယ်အဲ့ဒီ variable မှာစာရောက်နေပြီဒီမှာ function ခေါ်ပြီးတော့ဒီစာရလာမယ် variable မှာလာတိုက်တယ်ဒီ variable ကို
print function နဲ့လာထုတ်တယ်နောက်တစ်ကြောင်း print function နဲ့လာထုတ်တယ် save run ဒီမှာသူထုတ်ပေးပြီဒီနေရာမှာတန်ဖိုးပြောင်းလို့ရတယ်တန်ဖိုး50ပြောင်းလိုက်မယ်ဒီနေရာမှာလည်းတန်ဖိုး40ပြောင်းလိုက်မယ် save run ဒီမှာ50 40သူပြောင်းပေးတယ်ဒါက Python ရဲ့ function ကိုလေ့လာကြည့်တာပါ